ကျွန်တော်တို့ရန်ကုန်ဒလားတရားအခုစပြီးတော့တက်ပြပါပြီဒီမှာပါပဲဒါကိုကျွန်တော်တို့ဒလားကနေပြီးတော့ရန်ကုန်စပြီးတော့သွားနေပါပြီကျွန်တော်တို့တူတူခန်းစားကြည့်ပါဦးရန်ကုန်ဘက်ကနေပြီးတော့ရန်ကုန်ပြည်လန်းနေပြီးတော့ကျွန်တော်တို့ဒလားမြို့နယ်ကိုကျွန်တော်တို့တွေတရားအစ်စ်ကနေပြီးတော့ဒီနေ့စမ်းတက်ကြည့်နေပါပြီရှုစားပေးပါဦး60လောက်တော့ရတယ်ပေါ့ဒီကောင်မှတ်တယ်ပေါ့ဗျာဒီကောင်မှတ်တယ်ခု60လောက်တော့ရတယ်ဒါတော့လူ3ယောက်တယ်ကျွန်တော်ပုံမှန်50 60နေတာเนาะဟုတ်တယ်ပေါ့ဟိုဒီဘက်ကအတက်မှာတော့ဒလားရန်ကုန်ကတော့40ဝန်းကျင်ရတယ်ပေါ့ဗျာဟိုဘက်ကကျတော့ပေါ့ဗျာမရအောင်50 60ကီလို50 60နဲ့တက်တယ်ကျွန်တော်ကီလို50 60နဲ့တက်တာကိုကျွန်တော်တို့တရားမဟုတ်ဘူးဆက်စားခြင်းမှာကျွန်တော် record time 15 စက္ကန့်ရှိတယ်ဟုတ်ကဲ့အခုဒီဘက်ကိုရောက်တဲ့အချိန်မှာ2မိနစ်နဲ့45 စက္ကန့်ရှိတယ်ဒါဆိုတော့2မိနစ်ခွဲလောက်ကြာ2မိနစ်ခွဲလောက်ကြာ